ဒီတစ်ခါတော့ air fryer နဲ့ share အမိုက်စားဆိုင်ရလို့ငါကင်စားမှာဖြစ်ပါတယ်ပထမဆုံး5 ပိုက်ထဲထည့်တဲ့အစာပလာလေးအရင်လုပ်ကြမယ်နနံပင်ရဲ့ပင်စိမ်းရဲ့ငရုတ်သီးစိမ်းရဲ့ကြက်သွန်ဖြူရဲ့လိုပါတယ်ရွက်နဲ့ငရုတ်သီးစိမ်းတွေကိုတခြားလေးညှက်ပြီးတော့ကြိတ်ပါမယ်တကယ်ကရှမ်းနနံနဲ့မြန်မာပင်စိမ်းလိုတာပေါ့နော်ဒီမှာကမြန်မာပင်စိမ်းကအလွယ်တကူရှာလို့မရလို့အိမ်ထိုင်းပင်စိမ်းထည့်သုံးထားပါတယ်ကျမတို့ကြီးတော်ရေးဆိုလို့ရှိရင်ဖက်ဖယ်ရွက်တွေပါလေထည့်ကြိတ်ကြပါတယ်နောက်ဆုံးမှာကြက်သွန်ဖြူထည့်ကြိတ်ပြီးသွားရင်အစာပလာကစားရဲ့အချိုမုံရဲ့တရုတ်မဆလာလေးထည့်ထားပြီးနေထားပါမယ်5 ပိုက်ထဲကိုခုနအစာကြီးထည့်ပါမယ်5ကင်စားဖို့အတွက်ကိုကြိုက်တဲ့ငါသုံးလို့ရပါတယ်ဇလားဘီယာတို့ပန်းရောင်ငါးလေးနဲ့ဆိုလို့ရှိရင်အယိုးနေပြီးပို့စားလို့ကောင်းပါတယ်ကျမကတော့ငါမြင့်ချင်းသုံးထားတာပါငါ့ကိုတော့စားချုံမုံနေပြီးတော့တ냐သိပ်ထားပါတယ်ဒါကတော့စားမယ့်နေ့ကျမှအစာရီပါထည့်ပြီးတွတ်တာပါငါကင်ကိုဆိုင်မှာစားတဲ့အနံ့လေးဖြစ်အောင်လို့တရုတ်မဆလာသုံးပြီးတော့ငါ့ကို massage လုပ်ပေးပါမယ်အဲ့ဒါပြီးသွားရင်တော့ပဲငပိအဆက်ကလေးကိုသုံးပြီးတော့ကျမတို့ငါ့ကိုတည်တည်ချာချာလေးရသာဝင်အောင်လို့နှပ်ပေးလိုက်ပါမယ်ပဲငပိကအရင်များရင်လည်းငံတက်တာမှုလို့ထမင်းစားဆုံးတစ်စုံဆိုရင်ရပါပြီမကင်ခင်3 နာရီလောက်နှပ်ထားပါမယ်ဒါမှဆိုင်ရအနံ့မျိုးရမှာပါအချင်းအတွက်ချက်သွန်ဖြူရဲ့ဂျင်းနှုတ်နှုတ်ဆင်းထားတာလေးရဲ့ငရုတ်သီးစိမ်းရဲ့လိုပါတယ်အကြီးသီးကြိုးရမှာပြင်းလို့ရှာလကာရဲ့ငံပြာရဲ့အချိုမုံငရုတ်စီထည့်ထားတဲ့ကျမရဲ့ကိုပိုင်ချင်းလေးပါနောက်ပြီးတကြားရဲ့ကြိုးထားတာလေးလည်းထည့်ပါတယ်ဒါဆိုရင်ငါးကင်ချင်းရပါပြီဒါဆိုရင်ငါးစားကင်မှာတော့မှကျမမှာအလူမီနီယံ foil မရှိတဲ့အတွက်ကြောင့်မလို့ baking paper နဲ့ပဲသုံးပါတယ် baking paper ကိုစီလေးနည်းနည်းတုပ်ပြီးတော့ကင်ပါအရေခွန်လေးကျွတ်အောင်လို့နှမ်းစီလေးတုပ်ပြီးတော့ကင်ပါမယ်ငါးမကင်ခင် air fryer ကို preheat လုပ်ထားပါတယ်တစ်ဖက်ကို15 မိနစ်စီနဲ့စုစုပေါင်းနာရီခွက်ကင်ပါမယ်အပူချိန်ကို200မှာထားပြီးတော့15 မိနစ်ပြည့်ရင်ငါးကိုတစ်ဖက်လှန်ပြီးတော့စီလေးပေါ်ကပြန်တုပ်ပြီး15 မိနစ်လောက်ပြန်ကင်လိုက်ပါမယ် air fryer ကိုကြိုးပူပေးထားတဲ့အတွက်ငါးကလည်းအကျက်မြန်ပါတယ်ဒါဆိုငါးကင်ရပါပြီကဲစားဖို့ပြင်လိုက်ပါအောင်မယ်ရှင်ဒါကတော့ကျမရဲ့အရန်မှုရဲ့ငါးကင်လေးပါရှင်ဘေးကအမှုကင်ရဲ့ပြောင်းမှုကင်ရဲ့ပါကဲစားလိုက်ပါအောင်မယ် thanks for watching နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye